မင်္ဂလာပါကလေးတို့ရေဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့နှုတ်မဆောင်စည်းခြင်းရဲ့ရလက်ဆိုတဲ့ပုံမြင်လေးအကြောင်းထည့်ပါတယ်နော်။အိုးရှိတုန်းကပေါ့ကွယ်။တောယူရလေးတီရာမှာအရန်ချစ်ခင်ကြတဲ့ညီကိုနှစ်ယောက်ရှိတဲ့။တနေ့မနေ့တော့ထင်းခွေဖို့အတွက်တောထဲကိုထွက်လာကြရင်နေကလေအရန်ပူတော့ညီလေးကအကိုကိုကျွန်တော်ရေတောက်ချင်နေပြီရေရှာတောက်ကြရအောင်လို့ပြောလိုက်တယ်။အကိုကလေအေးပါရှေနားမှာရေခံရှိမှာပါပဲလို့ပြန်ပြောပြီးလမ်းဆက်ရှောင်လာကြရင်းနဲ့ရှေနားမှာကြည်လင်အေးများနဲ့ရေခံလေးတစ်ကန်ကိုမြင်လိုက်တယ်တဲ့။နှစ်ယောက်လုံးမောပန်းတာလေးမိသွားပြီးရေကိုအားရပါရတောက်ကြတာပေါ့။ရေလက်တောက်ပြီးရောခဏနားကြမယ်ဆိုပြီးတစ်ပင်ရေတောက်မှာအေးအေးဆေးဆေးအပန်းဖီနေတဲ့အချိန်မှာရေခံအနားကနေငါကတာမန်မွေမဟုတ်ဘူးနော်ဆိုတဲ့အတန်နဲ့အတူမွေစိမ့်တစ်ကောင်နဲ့မွေဝါတစ်ကောင်စကားများနေကြတဲ့အတန်လေးကိုကြားလာရတယ်။မွေစိမ့်ကမောက်မာတဲ့အတန်နဲ့ငါအသားကိုစားတဲ့လူဟာတသက်လုံးစားမကုန်တော့မကုန်ချမ်းသာမယ်လို့ပြောလိုက်တယ်။ဒါကိုမွေဝါကမခံချင်စိတ်နဲ့ချက်ချင်းပဲနေ့အသားလို့ချမ်းသာရုံပဲရှိမယ်။ငါအသားကိုစားတဲ့လူကတော့ရှင်ပရီနောင်ဖြစ်နိုင်တယ်ကွယ်လို့အပြန်အလှန်ပြောနေကြတာပေါ့။အဲ့ဒီစကားတွေကိုကြားလိုက်တဲ့ညီကိုနှစ်ယောက်ဟာတိတ်တိတ်လေးနားထောင်နေကြတာပေါ့။ဘိုက်စာနေကြတဲ့အချိန်ဖြစ်တယ်လို့တကယ်ဟုတ်မဟုတ်စမ်းကြည့်ကြမယ်ဆိုပြီးသူတို့မှပါလာတဲ့ထင်းခုတက်ထားတဲ့နဲ့မွေးနှကောင်ကိုရိုက်တက်လိုက်ကြတာပေါ့အကိုကမွေစိမ်းကိုစားတယ်ညီလေးကမွေးဝါကိုစားတယ်ဘိုက်ဝသွားတော့တစ်ပင်အိတ်အောင်မှာအမောပြေနိုင်နှစ်ယောက်လုံးအိပ်ပျော်သွားကြတဲ့အဲ့ဒီနေ့မှာပဲတိုင်းပြည်တပြည်ရဲ့ဘယင်မင်းမြတ်နှစ်ရွာဆန်သွားပြီးထီးနာဆက်ခံမဲ့သူမရှိတော့တာကြောင့်မိုးမတ်တီကဘယင်မင်းလန်းကိုရှာဖို့ဖို့သွေးရထားကိုလွှတ်လိုက်ကြတဲ့ယထာဟာနေရအနှံ့လှဲ့သွားရင်တစ်ပင်ရိပ်အောင်မှာအိပ်ပျော်နေတဲ့ညီကိုနှစ်ယောက်ရှိရာကိုရောက်လာပြီးညီလေးရှိမှာပဲရပ်သွားတယ်တဲ့နောက်ဆုံးတော့ညီလေးကဘယင်ဖြစ်လာပြီးအကိုကအိမ်ရှိဆန်မင်းသားဖြစ်လာကအေးအေးချမ်းချမ်းနဲ့နေထိုင်သွားကြလေတဲ့ပုံမြင်ထဲကလိုပဲပေါ့ကလေးတို့ကြီးကိုဘဝမှာအရေးကြီးတဲ့အရာတွေသူတစ်ပါးကိုထုတ်ဖော်မပြောပြတဲ့အရာတွေကိုအနိုင်လိုချင်စိတ်နဲ့နှုတ်မဆောင်စည်းပဲပြောလိုက်မယ်ဆိုရင်ကိုအထွတ်အန်ဒီရဲ့ရှိယုံသားမကအသက်တစ်ခုလုံးမှာဆုံးရှုံးသွားနိုင်တယ်ဆိုတာကိုသင်ခန်းစာယူကြစို့လားကလေးတို့ကြီး